မင်္ဂလာပါ AI Lab မြန်မာမှာကြိုးပါတယ်ဒီနေ့မှာတော့ online shop လုပ်နေတဲ့တွေအတွက် Facebook post တပတ်စာကို AI နဲ့လိုဖန်တီးပြီးတော့ပြဖြစ်ပါတယ်အဲ့တော့ okay ကျွန်တော် browser အနေနဲ့ ChatGPT ကိုအသုံးပြုပြီးတော့လုပ်မှာပေါ့နော်အဲ့တော့ကျွန်တော် ChatGPT ရဲ့တွားလိုက်မယ်ကျွန်တော်ဒီမှာchat.openai.com လို့ရရှာလိုက်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်sign up မလုပ်ရသေးရင်လုပ်လိုက်ပေါ့နော်ကျွန်တော်ဒီမှာ account ဝင်လိုက်ပေါ့နော်sign လုပ်လိုက်ပြီးလို့ရှိရင်ကျွန်တော် account ရှိရဆိုရင် sign လုပ်လိုက်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီ prompt ကတော့ကျွန်တော်ကိုကြိုက်တယ်လို့ရေးလို့ရတယ်ပေါ့နော်ကျွန်တော် example အနေနဲ့ဒီ prompt လေးပေါ့နော်ကျွန်တော် online shop တခု run ထားတယ်ပေါ့နော်online shop လုပ်နေရပေါ့နော်အဲ့တော့ကျွန်တော်က I have an online shop selling phone accessories in Myanmar ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာphone accessory ရောင်းတဲ့ online shop တခုလုပ်နေရအဲ့တော့ကျွန်တော်ကgive me 7 Facebook post idea 1 per day ပေါ့နော်ကျွန်တော် Facebook post idea ပေါ့ကျွန်တော် Facebook မှာတင်ဖို့ဒီ Facebook post idea 9မျိုးကိုကျွန်တော်ရေးခိုင်းနေပေါ့နော်ကျွန်တော်တို့တရက်ကိုidea တခုပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီ short caption ပေါ့ကျွန်တော် caption တော်တော်လေးနဲ့ emoji လေးတွေနဲ့ပေါ့နော်ပြီးလို့ရှိရင် marketing style ပေါ့marketing ပုံစံမျိုးပေါ့နော်ကျွန်တော်တို့မြန်မာစာနဲ့ပေါ့နော် Burmese text အဲ့လိုမျိုးပေါ့အဲ့တော့ okay ကျွန်တော်လို့ရှိရင်ဒီမှာ alright ကျွန်တော် caption ရဒီမှာပေါ့နော် okay ကျွန်တော် day 1 day 2 day 3 day 4 okay ကျွန်တော် day 5 day 6 day 7ပေါ့နော်ကျွန်တော်သူကတပတ်စာပေါ့အဲ့တော့ကျွန်တော်9ရက်စာပေါ့နော်ကျွန်တော် day 1မှာကျွန်တော် best seller highlight ပေါ့နော်ကျွန်တော်တို့ကဒီအကောင်းဆုံး seller ပေါ့အကောင်းဆုံးရောင်းသူရဲ့ highlight ပေါ့နော်သူက caption ကျွန်တော် post idea ကျတော့ဒီ photo of your best selling phone case ပေါ့နော်ကျွန်တော်ရောင်းအားအကောင်းဆုံး phone case ပုံထည့်ပြီးတော့ကျွန်တော် caption ရကြတော့ဒီမှာသူကအရန်ရောင်းကောင်းတဲ့ phone ခွန် design ဒီအလှလေးနဲ့ phone ကိုပို့ပြီးလှအောင်ပြင်လိုက်ကြပါစို့နော်တဲ့အဲ့တော့ပြင်ကြိုတင်မာလို့ရပါပြီပေါ့နော်caption ကတော့တော်တော်လေးဗျာတချို့ page တွေမှာတချို့ post တွေလို့အရှည်ကြီးမဟုတ်ဘူးเนาะကျွန်တော် order now ပြီးလို့ရှိရင် messenger မှာ message ပေးလိုက်တော့ဒါတော့ kit ဆန်လေးပေါ့ဗျာ kit မီဘယ်လိုပြောရမလဲ kit မီရဲ့ဒီ trend ဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်ဒီမှာဆိုရှင် hashtag လေးခံထားရเนาะဖုန်းခွန် best seller phone accessory ပြီး day 2မှာကျွန်တော်ဒုတိယရက်မှာကျတော့ကျွန်တော် customer review ပေါ့နော်ပြီးရင်testimonial ပေါ့အဲ့တော့ဒီ customer review ကျွန်တော် customer ရဲ့ review ပေါ့နော်ဒီမှာဆိုရှင်ကျွန်တော် post idea က screenshot ဒါမှမဟုတ် quote of the happy customer review ပေါ့နော်ကျွန်တော် screenshot customer ရဲ့ screenshot ဒါမှမဟုတ်လို့ရှင်ကျွန်တော်ဒီ quote ပေါ့နော်ကျွန်တော် customer တယောက်ရဲ့review ကျွန်တော် customer တယောက်ရေးရတဲ့ review ကိုကျွန်တော်ထည့်ပေးလိုက်ပေါ့နော်ပြီးလို့ရှိရင် caption ကကြတော့ customer အမြုပ်တောင်းပေါ့နော်ဒီမှာကျွန်တော်မောင်လေးဖုန်းခွန်အား quality တကယ်ကောင်းတယ်ဗျာတဲ့နေနေမှပေးတဲ့ feedback ပေါ့နော်အဲ့တော့ကျွန်တော်တင်လဲစမ်းသုံးဘူးပြီဆိုရင်ကောင်းမှာပြောပြလိုက်ရပါတော့အဲ့တော့ okay ကျွန်တော် day တစ်မျိုးချက်ကြည့်လိုက်ရအောင် day လေးကကျွန်တော် promo day ပေါ့နော် promotion day ကျွန်တော် discount deal ပေါ့နော်အဲ့ post idea ကကျွန်တော် graphic showing 10% off or buy 2 get 1ပေါ့နော်အဲ့တော့ကျွန်တော်ဒီ post idea ရဲ့အတွက်ပေါ့နော်ကျွန်တော် Canva ကိုတုံးပြီးတော့လုပ်မယ်ပေါ့နော်ကျွန်တော် caption ကကျွန်တော်ဒီနေ့တနေ့တာပေါ့ကျွန်တော် phone accessory အားလုံး 10% show သေးဒီနေ့ည7:00 နာရီအထိပဲတော့ပါညာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တင်းရဲ့ phone ကိုပုံမှန်ထက်ပိုလောက်ပြင်လိုက်တော့ပေါ့နော်ဒီမှာ messenger မှာ order လုပ်လိုက်ပါပေါ့ကျွန်တော်ပြီး day 4ကကျွန်တော် product demo video ပေါ့နော်ကျွန်တော်short video ပေါ့ကျွန်တော် video လေးရိုက်ပြီးတော့ဒီ product အတွက်ပေါ့နော်ဘယ်လိုပြောမလဲကျွန်တော် demo video လေးပေါ့နော်ကိုယ့်ရဲ့ product ကိုကျွန်တော်ကျွညာတဲ့ဘယ်လိုရမလဲ advertisement ပေါ့နော်advertising ပေါ့အဲ့တော့ caption ကကျွန်တော်မ300တင်းအမှန်တကယ်အဆင်ပြေတာပဲအဲ့ phone stand လေးတစ်ခုပဲနဲ့ YouTube ကြည့်တာလွယ်သွားတယ်လို့ပဲပြောရမယ်ပေါ့နော်ဒီ video လေးကြည့်ပြီးကိုယ့်အတွက်မှာထားလိုက်ပေါ့နော်အဲ့တော့ကိုဥပမာပြကျွန်တော် phone stand ပေါ့နော် phone stand နဲ့YouTube ကြည့်တဲ့ video လေးမျိုးပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ category နဲ့ပတ်သက်ပြီးတော့ကိုယ့်ဘာလို့ပေါ့နော်ကျွန်တော်ရမှာပေါ့နော်ဒါတော့ပြီးရင်ကျွန်တော် day 5ပေါ့ user interaction post ကျွန်တော် poll ဒါမှမဟုတ် question ပေါ့နော် post idea ကျတော့ two type of phone cases ပေါ့ simple versus colorful ကျွန်တော်
poll လေးပေါ့နော်ဒါမှမဟုတ် question ပေါ့ကျွန်တော်ဘယ်ဟာပို့လာလဲပေါ့နော်ရိုးရှင်းတာလားဒါမှမဟုတ်ကျွန်တော်ရောင်စုံလေးပေါ့နော်အဲ့လိုမျိုးပေါ့ caption ကကျတော့တင်ရဘယ်လိုဖုန်းကိုကြိုက်လဲပေါ့မြတ်တာပြီးရိုးရှင်းတဲ့ design ဒါမှမဟုတ်ရှင်အသွင်ပြင်လှလှတတ်အယောင်များပေါ့နော်ကိုကြိုက်တာကို comment မှာတင်တဲ့နှစ်တင်ပေးခဲ့တော့ဒါတော့ကျွန်တော်question ပေါ့နော်ဘယ်လိုရမလဲ user interaction post ပေါ့ပြီးရင် day 6ပြီးကျွန်တော် new arrival alert ပေါ့နော်ပစ္စည်းအသစ်တွေထပ်ရောက်တာကိုကျွန်တော်တင်မှာဖြစ်ပါတယ် post ID ကကျွန်တော်carousel of new products ပေါ့နော်example ကျွန်တော် AirPods case ဒါမှမဟုတ် charger ပေါ့နော် AirPods case တွေရောက်လာဒါမှမဟုတ် charger ပေါ့နော် caption ကတော့ new arrival alert ဆိုပြီးတော့ဖုန်းအတွက်အကောင်းဆုံးပြင်ဆင်အသစ်တွေပါပဲပေါ့နော် charger ပါမယ် AirPods case ပါမယ် fast cable ပါမယ်ခုပဲကြည့်ပြီး messenger မှာမှာလိုက်တော့ပေါ့နော် okay ကျွန်တော်ဒီမှာ day 7 behind the scenes of parking day ပေါ့နော် post ID ကကျွန်တော် video of parking customer orders to organizing inventory ပေါ့ဒီ customer ရဲ့ parking တွေကိုကျွန်တော်parking video ထုတ်ပေးနေတဲ့ video ပေါ့နော်ကျွန်တော် behind the scene လေးတွေပေါ့ပြီး caption ကတော့ order တွေပြင်နေတဲ့နေ့လေးပေါ့နော်ကိုမာယူရဲ့ accessory လေးကို data ကိုထုတ်ပေးနေပါတယ်เนาะတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်เนาะအဲ့တော့ okay ဆိုတော့ကျွန်တော်ဒီကောင်းလေးကိုဒီမှာကျွန်တော်တို့caption လေးရပြီပေါ့နော် idea လေးရပြီဆိုတော့ကျွန်တော်ဒီ cover တုံးပြီးတော့ design ဆွဲဖို့ပဲကျန်တော့ပြီပေါ့နော် okay အဲ့တော့ကျွန်တော် cover တုံးပြီးတော့ design ဆွဲဖို့ပေါ့နော်ကျွန်တော်ဒီမှာကျွန်တော် cover ရပြီဆိုလို့ရှိရင်ပေါ့နော်ဒီမှာ Facebook post ဆိုပြီးရချလိုက်ပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာအများကြီးရှိပေါ့နော်သူကကျွန်တော်ဒီမှာကျွန်တော်ကဒီကျွညာပေါ့နော်ကျွညာဆိုတော့ကျွန်တော်ချက်တော့ okay ကျွန်တော် related template ပေါ့နော်related ဖြစ်တဲ့ template တွေပေါ့ကျွန်တော် category ကြတော့ category style okay ဒီမှာကျွန်တော်ချက်တော့ထပ်ပြီးတော့ specifically ပေါ့နော် shopping deal shopping ဒါမှမဟုတ် deal ပေါ့ဒါမှမဟုတ် type ပေါ့နော်ကျွန်တော် phone case ပေါ့ okay ကျွန်တော်ဒီမှာကျွန်တော် post idea day 1ရဲ့ post idea ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် photo of your best selling phone case ပေါ့ကျွန်တော်ဒီကောင်ကပုံတက်ရိုက်ပြီးတော့တင်လို့ရတယ်ဗျာဒီကောင်ကကျတော့ပြီးရင် screenshot ဒါရတယ်အဲ့တော့ graphic show ရင်ဒီမှာကျတော့ promotion ပေါ့နော်အဲ့ promotion ဆိုတော့ချက်တော့okay ကျွန်တော်ဒီမှာနော် promotion လို့ရှာလိုက်မယ် promotion okay ဒီတရားလေးလည်းမစိုးဘူးပေါ့နော်အဲ့တော့ကျွန်တော် design ကတော့မျိုးသုံးမျိုးလောက်ရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုလေးရပေါ့ကျွန်တော်ဒါကတော့ဒီ Facebook post မှာတုံးမဲ့ဟာပေါ့နော်ဒါကကျတော့ကျွန်တော်ဒီဘယ်လိုပြမလဲ 3D ပေါ့နော် 3D ပုံစံကျွန်တော်ဒီကောင်ကကျတော့ရေးလို့ရှိရင်ပေါ့နော် okay ဒီကောင်ချက်ရေးလိုက်မယ်ကျွန်တော် okay ကျွန်တော်ဒီမှာနော်ဒီကောင်ကကျတော့ graphic showing 10% off ပေါ့နော်10% off ဒါမှမဟုတ်လို့ရှိရင်ကျွန်တော် buy 2 get 1ပေါ့နော် get 1 free အဲ့လိုမျိုးရေးရမှာပေါ့နော်အဲ့တော့10% off ကျွန်တော်ရေးလိုက်sorry ဒီမှာ buy 2 get 1 free ရေးလိုက်မှာပေါ့ buy 2 get 1 free ပေါ့နော် okay အဲ့တော့ပြီးကျွန်တော်ဒီမှာကျွန်တော်10% off ပေါ့နော်10% off on all products ပေါ့ product တွေကျွန်တော်အကုန်လုံးလားပေါ့နော်ဟုတ်တယ်ထားပြီပေါ့လို့ရှိရင်ကျွန်တော် shop now ပေါ့နော်ဒီမှာကိုယ့်ရဲ့ကျွန်တော်ဖုန်းနံပါတ်ဒါမှမဟုတ်ကျွန်တော် email ဒါမှမဟုတ်ဒီ Facebook page နာမည်ပေါ့နော်တခုခုကျွန်တော်ရေးလို့ရတယ်ဒီမှာ free delivery လို့ပါလို့ရှိရပေါ့နော်okay အဲ့တော့ဒီကောင်ကျွန်တော်ကြိုက်လို့ပြင်ဆင်လို့ရတယ်နော်ဒါတော့ကျွန်တော်တို့ရိုးရှင်းပဲဗျာတခြား template တွေတုံးပြီးတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ product ပုံတွေထည့်ချင်လည်းရတယ်ပေါ့နော်ဒါကိုယ့်ရဲ့ category နဲ့ပဲဆိုင်တာပေါ့ကိုက live shot လားဒါမှမဟုတ်ဘယ်လိုရမလဲတခုခုပေါ့နော်ကျွန်တော်ဒီ okay အဲ့တော့ကျွန်တော်ဒီမှာမြန်မာ font ထည့်ချင်လည်းရတယ်ပေါ့နော်မြန်မာစာထည့်ချင်လည်းရတယ်ကျွန်တော်စာလေးတွေပါထည့်ချင်လည်းရတယ်ပေါ့နော်စာထည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ without ဒါမှမဟုတ်လို့ရှိရင် Nodo Sans မြန်မာ font ကိုတုံးရင်ပိုကောင်းတယ်ပေါ့နော်အဲ့တော့ပြီးရင်ကျွန်တော် color တွေပါယူလို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ background color ကျွန်တော်ယူလိုက်မယ်ယူလို့ရလားမသိဘူးရတယ်ပေါ့ okay ဒါဆိုရင်ကြိုက်တဲ့အရာကိုယူလို့ရတယ်ပေါ့နော်ကျွန်တော်ဖြူအောင်ထားခြင်းလည်းရတယ်ဖြူအောင်တိတ်တော့
okay ကျွန်တော်ဒီ color လေးပဲထားလိုက်မယ် okay ဒါရွှေ့လာရပေါ့နော်အဲ့တော့ဒါတော့ तू ကသူ့ရဲ့ CapCut Premium ကိုရောင်းထားတာပေါ့နော်ဒါသူ့ရဲ့ Facebook page မှာရောင်းထားတာပေါ့နော်အဲ့တော့ okay ကျွန်တော်business.facebook.com ကိုတွားလိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော် Meter Business ဆိုရရပါလိမ့်မယ်သူက Facebook page မှာဒါဆိုရင် Facebook page ရသွားပြီပေါ့သူက Facebook page ပေါ့နော်အဲ့တော့ Facebook page မှာပဲကျွန်တော်ဒီbusiness စုကဝင်လို့ရတယ်ပေါ့နော်အဲ့တော့ okay ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ create post ကိုနေလိုက်ပေါ့နော်ကျွန်တော် example အနေနဲ့ဆုံးကဒီကောင်ကျွန်တော် download လုပ်လိုက်ပေါ့နော် share လုပ်ပြီးတော့ကျွန်တော် download နေလိုက်ပေါ့okay ဒီကောင် print ထုတ်လို့ရတယ်ပေါ့နော်ဟဲ့ပါတော့အဲ့တော့ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ text ပေါ့နော် text မှာကျွန်တော် day 1 sorry day 3ပြောတာအဲ့တော့ကျွန်တော်ဒီမှာ caption ကကျွန်တော်ဒီကနေကျွန်တော်ဒီထိပေါ့နော် copy လုပ်ပြီးတော့ paste ချလိုက်မယ် okay sorry hashtag လေးလည်းပါတယ်ပေါ့နော် hashtag လေးပါထည့်လိုက်မယ် okay အဲ့တော့ပြီးလို့ရှိရင်ကျွန်တော်ဒီမှာပုံထည့်လို့ရတယ်ပေါ့နော် add photo ပေါ့အဲ့တော့ okay ဒါဆိုရင်ကျွန်တော်ဒီမှာပေါ့နော် Facebook feed preview ပေါ့နော်ဒီလိုလေးဖြစ်ပါတယ်ဒါတော့ကျွန်တော် CapCut PC ပေါ့နော်ဒါကျွန်တော်တင်တန်းအတွက်လုပ်ထားတဲ့ page ဖြစ်နေတော့ဒါတော့ကိုယ့်ရဲ့ page မှာတင်ရမှာပေါ့နော်အဲ့တော့ပြီးရင် तू ကကျွန်တော်ဒီမှာ scheduling option ရှိရယ် set date and time ပေါ့နော်ပြီးဒီ post ကိုဘယ်နေ့တင်မှာလဲပေါ့နော်ဘယ်တော့တင်မှာလဲဒါမှမဟုတ်ပြီးလို့ရှိရင်ကျွန်တော်ဒီ most active ပေါ့နော်most active ဖြစ်ဒီ post ရဲ့most active ဖြစ်ချိန်ပေါ့နော်ပြောရမယ်ဆိုရင် manually select a date and time to in the future to publish your post ပေါ့နော်ကျွန်တော်ဒီ post ကိုကျွန်တော်ဘယ်တော့တင်ခြင်းလဲပေါ့ဘယ်တော့တင်မှာလဲဆိုတော့ကျွန်တော် schedule လုပ်လို့ရတယ်ဒါမှကျွန်တော်ချိန်နဲ့ရွေးပြီးတော့နောက် date နဲ့ time ကျွန်တော်ရွေးပြီးတော့edit time ကိုရှင်ပေါ့နော်ကျွန်တော်ခု today နော်15ရက်နေ့9လပိုင်းကျွန်တော်16နာရီ30ပေါ့နော်16နာရီ30tomorrow 16ရက်နေ့9လပိုင်း19နာရီ30ပေါ့နော်ဒီလိုမျိုးလေးပေါ့အဲ့တော့ okay ဒါဆိုကျွန်တော် repeat လုပ်လို့ရပါဘောနော်ဒီကောင်ကိုပြီးတော့ဒီမှာ send message ပေါ့နော် get message get message button လေးတွေနှိပ်ထားလို့နှိပ်လို့ရတယ်ပေါ့နော်ပြီးတော့ထည့်ကျင်နေရမထည့်ကျင်နေရပေါ့နော်အဲ့တော့ okay ကျွန်တော်ပြီးလို့ရှိရင်ကျွန်တော် publish နေလိုက်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်တော့ဖြစ်ပါအားလုံးကျေးဇူးတင်ပါတယ်